Hello,ကျွန်တော်မဲ့ရှာလုံးအတွက်ဒီလိုမျိုးအရေးကြီးတဲ့ဟောစာလေးတွေဖက်ဆိုင်ရမယ့်နီလန်းတွေစာလာပူတာတွေသူငယ်ချင်းတွေကမစ်စစ်ကနဲ့စာလာပူတာတွေရှိခဲ့ရင်လုံးဝမနိုင်ပါနဲ့ဘလူးစီစဲမလဲဆိုရင်ဒီမှာကြည့်ဒီ link ကပါလဲဆိုရင် same class Christmas gift ဆိုပြီးတော့ question လေးခုအောင်ရင်$ရှိထောင်ရမှာပေါ့နော်ဒီမှာရှိထောင်ဒီမှာ question 1 of 4 do you know same club တဲ့ question တွေကလွယ်လေးတွေဖြစ်မယ်အဲ့ဒါရတော့$ရှိထောင်မနေဘူးနော်ဒါကျွန်တော်တီးတဲ့လူတယောက်ကကျွန်တော် Messenger မှာလာပူတယ်တစ်ချက်ပဲနှိပ်တယ်ဒါထက်တော့မနှိပ်တော့ဘူးဒီမှာအောက်မှာ comment တွေတကယ်ဟုတ်ပါတယ်ဘာညာပေါ့နော်ဒီလိုမျိုးရှိတယ်ကျုံတွေ့ရတတ်တယ်ဒါတွေကိုလုံးဝမနှိမ့်မိပါစေနဲ့ဒီ information တွေလူတွေရဲ့ information တွေကိုယူချင်းလို့အဲ့ဒါကျွန်တော်က usually level AI နဲ့စမ်းကြည့်တာပေါ့နော် AI မှာ Google Gemini မှာကျွန်တော်ခောက်ကြည့်တာဒီလိုနောက်ဆုံးကျတော့ဗာရေးထားတဲ့လေဒီမှာ do not enter any person information phone number ဒါတွေကဒီ link တွေဘာညာမနှိမ့်မိပါစေနဲ့ဒီ phone number တွေမပေးမိပါစေနဲ့ပြီးတော့တခြားသောသူတွေမြင်ဖို့ရန် share ဒါတော့ဘာတော့မလုပ်မိပါစေနဲ့တဲ့ scam တွေကဒီ information တွေကိုယူချင်လို့ဆိုပြီးတော့ရေးထားတာ usually ပဲဒီဥစားနေပဲစစ်ဆေးတာပေါ့နော် Google Gemini ဘယ်လိုစစ်ဆေးမလဲဆိုရင် Google Gemini နဲ့စစ်ဆေးပြမလားဒါမတိဘူးမိတ်ဆွေကဒီပြဿနာကိုမတိဘူးပေါ့နော်ဒီလိုမျိုးဒီဟိုဥစားကိုဒီလိုနဲ့ပြီးတော့ link ကို copy ယူဒီမှာ copy ယူထားပြီးတော့ဟိုဥစား Google Gemini မှာGemini ဘယ်လိုပဲဖြစ်ပါတော့ဒီလွယ်တဲ့ဟာဒီ Gemini မှာနေပြီးတော့ဒီမှာစာရေးအမြဲတမ်းမလို့ဘူး is that's right အဲ့လိုဆိုတော့သူကတီးတယ် RIGHT ဆိုပြီးတော့ဒီ link ကို paste လုပ်လိုက်သူကစစ်ဆေးပေးမယ်ပေါ့နော်ဒီမှာကုန်လုံး not that link is not right ဘာညာတခါရစစ်ဆေးပေးတယ်အဲ့ဒီတွေ့ကြုံဒီဟာတွေကိုနှိမ့်မိရင်လုံးဝပိတ်ဆိုင်အများကြီးရမယ်ဆိုပြီးတော့လူတွေဟောဆောင်လောက်ပြီးတော့ scheme လောက်ထားတာဖြစ်ပါတယ်ဒီထက်မကဘူးနီလာပေါင်းစုံနဲ့ဒီလိုမျိုး scheme တွေအလောက်လောက်တယ်သူတို့ကအကောင့်စုံတော့ event ပေါ့နော်ဒီ feed ပြတ်မှာဥပမာ Amazon ကအနှစ်30ပြီးတော့မယ်ဆိုရင်အဲ့လိုမျိုးတွေဘာညာပေါ့နော်ဒီလိုမျိုးနှစ်တကူတွေရတော့မယ်ဆိုရင်စင်ခလာကဒီတကယ်နာမည်ကြီးတဲ့ဆိုင်တွေကဟိုစားရယ် keep card တွေဘာညာပေးတယ်ဆိုပြီးတော့ဒီလိုမျိုးလောက်လက်ရှိတယ်လူများတကယ်ယုံစရာကောင်းအောင်ပေါ့နော်မယုံမိပါစေနဲ့လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်